10နှစ်ကြာမှအမှတ်မထင်ပြန်ဆုံခွင့်ရခဲ့တဲ့ရီစာဟောင်းနှစ်ယောက်ရဲ့နာကျင်စရာကောင်းတဲ့အတိတ်နဲ့လက်တွေ့ဘဝကြားကအချစ်ဇလံဒီနေ့ကန်ချန်ကနေတင်ဆက်ပေးသွားမှာကတော့နာမည်ကြီးတရုတ်ရုပ်ရှင်များအန်နမ်ကိုကိုရီးယားရတပ်နဲ့ပြန်လည်အသက်သွင်းထားတဲ့ဝန်ဆူဝရဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်အချစ်နဲ့လက်တွေ့ဘဝကြားကရင်းနှင်းစရာဇလံလေးကိုအတူတူကြည့်လိုက်ကြရအောင်ဗျာဇလန်းက2008ခုနှစ်ရဲ့ချမ်းအေးလာတဲ့ဆောင်းရာသီမှာစတင်ခဲ့တာပါနေရက်ပြန်ဘတ်စကားပုံမှာအမှတ်မထင်ဆုံးခဲ့ကြတဲ့အွန်ဟိုနဲ့ဂျောင်ဝင်းတို့ဟာအဲ့ဒီအချိန်ကဘာမှမရှိသေးတဲ့တာမန်လူငယ်လေးတွေပေါ်စိုးမျိုးကြီးရဲ့အထက်မြင့်တိုက်တာတွေကြားမှာကိုပိုင်အိမ်မက်ကိုစီနဲ့ရုန်းကန်နေကြရင်တယောက်ကိုတယောက်အားကိုးရာအဖြစ်သတ်မှတ်ခဲ့ကြပါတယ်သူတို့ရဲ့အချစ်ဥကာလလေးတွေကအရန်ကိုရိုးရှင်းပြီးလှပခဲ့ပါတယ်ပတ်စံမရှိလို့ခောက်ဆွဲပြုတ်တအုပ်ကိုအတူတူမျှစားရတာမျိုးအခန်းချင်းလေးထဲမှာအနာဂတ်မှာဖြစ်ချင်တဲ့အိမ်မက်တွေအကြောင်းတူတူတိုင်မြင်ရတာမျိုးတွေကသူတို့အတွက်တော့ပျော်စရာအကောင်းဆုံးအချိန်တွေပေါ့ဒါပေမဲ့လက်တွေ့ဘဝဆိုတာအိမ်မက်တွေလောက်မလှပခဲ့ပါဘူးအွန်ဟိုကဂိမ်းထုတ်လုပ်သူဖြစ်ဖို့စူးစမ်းပေမဲ့အဆင်မပြေမှုတွေစက်တိုက်ကြုံလာရတယ်လို့ဂျောင်ဝင်းကလည်းသူမရဲ့အိမ်မက်တွေကိုဆွန့်လွတ်ပြီးဝမ်းရည်အတွက်ပဲအလုပ်တွေပြုလုပ်လာရတဲ့အခါသူတို့ကြားမှာအကြောင်းတွေစတင်လာပါတော့တဲ့ဆင်းရဲမွဲတေမှုနဲ့မအောင်မြင်မှုတွေကလူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုတဖြည်းဖြည်းစားသုံးသွားတတ်ပါတယ်။အွန်ဟိုဟာကိုအသုံးမကျဘူးလို့ခံစားလာရပြီးဂျောင်ဝန်းကိုဂရုမစိုက်နိုင်တော့ပဲအေးဆက်လာခဲ့တဲ့ဂျောင်ဝန်းကတော့အရာအလုံးကိုအတူတူရင်ဆိုင်ကျင်ခဲ့ပေမဲ့အွန်ဟိုရဲ့စိတ်ဓာတ်ကျဆင်းမှုတွေကသူတို့နှစ်ယောက်ကိုဝေးကွာသွားစေခဲ့ပါတယ်။နောက်ဆုံးမှာတော့အထင်လွဲမှုတွေမပြောဖြစ်ခဲ့တဲ့စကားလုံးတွေနဲ့အတူသူတို့နှစ်ယောက်ဟာနှင်းတွေကျနေတဲ့လမ်းမပေါ်မှာလမ်းကွဲခဲ့ကြရပါတယ်။အဲ့ဒီအချိန်ကစပြီးသူတို့ရဲ့ကဘာကြီးဟာအယောင်တွေပျောက်ဆုံးသွားခဲ့ရတာပါဆယ်စုနှစ်တစ်ခုကြာသွားပြီးတဲ့နောက်2025ခုနှစ်ရဲ့ဆောင်းရာသီမှာတော့သူတို့နှစ်ယောက်လေရင်ပုံမှာအမှတ်မထင်ပြန်ဆုံကြပါတယ်။အွန်ဟိုကအခုဆိုရင်သူဖြစ်ချင်ခဲ့တဲ့အတိုင်းအောင်မြင်တဲ့ဂိမ်းထုတ်လုပ်သူတစ်ယောက်ဖြစ်နေပါပြီ။ဂျောင်ဝန်းကလည်းသူမဘဝနဲ့သူအခြေကျနေပြီပေါ့။ဒါပေမဲ့သူတို့မျက်ဝန်းတွေထဲမှာတော့နောင်တတွေနဲ့အလွမ်းတွေကအပြည့်ပါပဲ။သူတို့နှစ်ယောက်ဟာအတိတ်ကအကြောင်းအရာတွေကိုပြန်ပြောရင်းငါတို့သာအဲ့ဒီတုန်းကလမ်းမခွဲခဲ့ရင်အခုချိန်မှာဘလို့ဖြစ်နေမလဲဆိုတဲ့မေးခွန်းကိုစီမေးနေကြမိပါတယ်ဒီဇက်ကားကပေးခြင်းတဲ့အဓိက message ကတော့အချစ်ဆိုတာချစ်နေုံနဲ့တင်မလုံလောက်ပဲမှန်ကန်တဲ့အချိန်နဲ့နားလည်ပေးနိုင်မှုတွေလိုအပ်တယ်ဆိုတာပါပဲအွန်ဟိုနဲ့ဂျောင်ဝင်းတို့ဟာအရင်ကတယောက်ကိုတယောက်အရန်ချစ်ခဲ့ကြပေမဲ့ဘလို့ချစ်ရမလဲဆိုတာကိုတော့အဲ့ဒီအချိန်ကမသိခဲ့ကြပါဘူးဇလန်းရဲ့အဆုံးသတ်မှာတော့သူတို့နှစ်ယောက်ဟာအတိတ်ကနာကျင်မှုတွေကိုခွင့်လွှတ်ပေးရင်းကိုလန်းကိုဆက်လျှောက်သွားကြတာကိုတွေ့ရမှာပါဒါဟာရိုးရှင်းပေမဲ့ရင်ဘတ်သေးကိုတော်တော်လေးထိရှားစေတဲ့ဇလန်းလေးတစ်ပုဒ်ဖြစ်ပါတယ်